လာပါမင်္ဂလာပါရှင်ခေါင်းလာဒီဘက်မခေါင်းလာကဲအဲ့တော့ပရိသတ်တွေကိုလည်းအမှတ်တရစကားလေးပြောပြပါအောင်မိတ်ဆက်စကားလေးပြောတယ်ရှင်ပြောပါရပါတယ်ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဝိုင်းမှာပရိသတ်များအားလုံးမင်္ဂလာပါကျွန်တော်တို့တာထညတ်တော်ဖြစ်ပါတယ်ဟုတ်ကဲ့ပါမတွေ့ရတာဝိုင်းနေရတော့တိတ်ကြောင်လေးမတွေ့ရမနေ့ကတော်ကြပါ့ဟုတ်တယ်ဒါနဲ့မတွေ့ရတော့ကြာပါမင်္ဂလာပါအခုမှသူတွေ့ရကမဆွေးလို့မင်းနေတယ်နော်ရအဲ့လိုပဲဂိမ်းကြနှစ်ယောက်သူတို့ကြလို့မဖြစ်ဘူးရန်ကမဆွေးမိနေအဲ့လိုနော်သူကထူးဆန်းနေပြီနော်နိုင်သူပြုံးနေတော့မမဆိုတဲ့အချိန်မှာသူရန်အမတို့နိုင်ပါဟုတ်လားကြိုပြီးတော့ပြင်ဆင်လာကြမသိသေးတဲ့ကိုတင်းနဲ့ချပေးမယ်လို့နော်ကန်တရားစောင့်ကြည့်အောင်ပါမယ်နော်အဲ့တော့အခုလက်တလောမောင်လေးနဲ့ညီမလေးဘာတွေလို့ဖြစ်နေလဲလူပညာနဲ့ပတ်သက်ပြီးတော့အဲ့ဒီအကြောင်းလေးပြပြပေးပါအောင်လောလောဆယ်လက်တလောကတော့ဝိုင်းတို့ဒီရိုက်ကူးရေးလေးပေါ့နော်တချို့ကလေးတော့ရိုက်နေရရှိပါတယ်အခုလောလောဆယ်ကပေါ့နော်မကြခင်ဝိုင်းတို့ရိုက်ထားရဲပေါ့နော်ဒီအစွဲကွန်ရဲဆိုတဲ့ဇာတ်ကားလေးကဒါ Canal Plus မှာပေါ့နော်ပြသဖို့ရှိပါတယ်ဟုတ်ကဲ့ပါရှင်ကျွန်တော်ကတော့ဒီနေလာကြလို့ရှိရင်တကားတည်လာတယ်ပေါ့နော်အဲ့ဒါလေးရိုက်ကူးဖို့ရှိမယ်ပြီးတော့မကြခင်မှာလည်းအစွဲကွန်ရဲကလွှင့်တော့မှာဆိုတော့ဟိုအများကြီးလက်ရှင်ခေါင်းရပါတယ်အဲ့တော့လည်းဟုတ်ကဲ့ပါရှင်ဆွဲကိုရဲ့နည်းနည်းနော်နာမည်လေးကလည်းစိတ်ဝင်စားစရာပဲပြီးတော့နည်းနည်းလေးသတင်းကြားထားရတဲ့လောက်ကတော့နည်းနည်းကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်အလက်လေးတွေနဲ့အဲ့လိုလေးတွေဟုတ်တယ်မဟုတ်ချစ်စရာလေနော်စကိုင်းတော့တန်ဟို topic ပြောင်းသွားလိမ့်မယ်မခဏလေးဟုတ်လားဆွဲကိုရဲ့နည်းနည်းကြောက်ပါလားမေးရမှာလေးလေးမှမေးအဲ့တော့ပုံမှန်အမတို့ကြည့်နေတဲ့ drama တော့မဟုတ်ဘူးဒီကနည်းနည်းကြောက်စရာကောင်းတယ်ဆွဲဆောင်မှုရှိရစိတ်ဝင်စားဖို့ကောင်းတယ်ဆိုသတင်းတွေတော့ကြားထားတာဆိုတော့ဒါနဲ့ပတ်သက်ပြီးနည်းနည်းလေးပြောပြပါကိုမင်းမင်းနေပါလေဆိုဝိုင်းဘာသူပြောရင်နောက်ကနေတိုင်အောင်လိုက်မယ်ပေါ့တော့ဝိုင်းပြောဖြစ်နေနင်ပြောလိုက်ပါမပြောပါတော်တော်ကြာနေပြီဆိုတော့လေတော်တော်ကြာနေပြီရိုက်ထားတာအဲ့အကြောင်းပြောပါဟောအဲ့ဒါအစွဲကွန်ရဲကဒီ horror ပုံစံမျိုးပေါ့နော်ပြန်တော့တစ်ခုကဒီကန်ထရိုက်တိုက်ဒီ6လနဲ့တူပါတယ်အဲ့လိုမျိုးမှာတခန်းချင်းစီမှာဖြစ်တဲ့အဖြစ်အပျက်တွေကိုဒါကျွန်တော်တို့က cinematic ဆက်ဆံအကောင်းဆုံးရိုက်ကူးတင်ဆက်ထားပါတယ်အဲ့ဒါလေးဟုတ်စိတ်ဝင်စားစရာပဲအမပုံမှန်အဖြစ်အဲ့လို horror ဆိုလို့ရှိရင်အမကြောက်တယ်ဟုတ်တယ်ဒါပေမဲ့လည်းကြည့်ရလဲကြည့်ကျင်တယ်အဲ့ဒီကြောက်ပြီးကြည့်ကျင်တဲ့ feeling ကလည်းဆိုးတယ် horror ဆက်ကြီးတော့လည်းမဟုတ်တော့အဲ့လိုတစ်ထက်ချင်းစီကတယောက်ချင်းစီရဲ့အဲ့လို history လေးရှိတာဟိုကအဲ့လိုမျိုးဝိုင်းလို့ဆိုတစ်ထက်တို့ကတစ်ထက်တခြားအဲ့လိုမျိုးတခြားလူပညာမောင်နှမကြီးပေါ့နော်သူတို့ကတယောက်တစ်ထက်စီပေါ့နော်သူ character အလိုက်သူ character အလိုက်ဒီ6ထက်တိုင်းမှာပေါ့နော်တယောက်တစ်ခန်းစီမှာဖြစ်တဲ့အဖြစ်ပြက်လေးတွေပေါ့အဲ့လိုပုံစံမျိုးထက်ချင်းစီရဲ့တစ်ခန်းချင်းစီမှာအဲ့လိုမြုပ်ကွက်လေးရှိနေပေါ့ရှိရအဲ့လိုပုံစံမျိုးအဲ့လိုလုံးဝ horror ကြီးလည်းမဟုတ်ဘူးအဲ့လိုမျိုးပေါ့ဝိုင်းဆိုလို့ရှိရင်ဝိုင်းနဲ့ဝိုင်းအမေနဲ့ပေါ့နော်နှစ်ယောက်ရဲ့အထဲမှာဒါဟို drama တချို့လည်းပါတယ်အဲ့လိုလေးဟုတ်မောင်လေးရောဒါဆိုရင်ဟိုကျွန်တော်ကပြန်စဉ်းစားနေသူဟိုအတစ်လုပ်တဲ့ကောင်လေးတယောက်နေရာကနေကျွန်တော်character လိုမျိုးပြောတေးဆောင်ရတယ်ပေါ့နော်ပြီးတော့ဒီကျွန်တော်သွားငှားနေတဲ့တိုက်ခန်းမှာဒီအဖြစ်အပျက်တွေအများကြီးဖြစ်သွားတယ်ပေါ့နော်ပြီးဘာဖြစ်အဲ့မှာဆိုရင်ရဲထက်ဆိုတဲ့ဇက်ကောင်ကိုကျွန်တော်တေးဥဆောင်ဝင်ရတာကိုလည်းဘာဖြစ်ပြီးတော့အများကြီးကျဉ်းနှံမှုရှိပါတယ်အရင်စိတ်ဝင်စားစရာကောင်းတယ်အဲ့ဇက်ကောင်ကဟုတ်ဘာပြောပြုတ်ဝတ်ထားမှာပဲလေအနေနဲ့များတော့သိလားအဲ့ဒီဟိုဒီကြောက်စရာကောင်းတဲ့ပုံစံမျိုးဆိုရင်ညီမလေးမောင်လေးပြောသလိုမျိုးဟိုတယောက်ချင်းစီ character တစ်ခုချင်းစီရဲ့ကိုရီစိတ်ဝင်စားစရာကောင်းမဲ့မြုပ်ကွက်လေးတွေရှိမယ်ဆိုတော့အင်းတော့ကြောက်နေတော့ကြည်ရမယ်တော့ရှိရမယ်ဟုတ်ကဲ့ကြည့်အပေးရဆောင်ဝဲပြန်စိတ်နဲ့ပြောတာကိုကတော့ဝင်ပြီးအပေးရမှာပြောတယ်ဒါပေမဲ့ကိုမမေးဘူးကြည့်ရမယ်နော်မမရဲ့ဒီမှာကြည့်ရတာတကယ်တော့လေဒီလိုမျိုးဇလန်တွဲဒီလိုကားမျိုးအင်တာဗျူးရတာအရန်ခတ်တယ်နော်ဟုတ်တယ်သူ့မှာဟိုမြုပ်ကွက်ရှိပြီးသားပြောလို့လည်းမရလို့လည်းမရဖြေလို့လည်းမရဘူးဖြေမှလည်းမဟုတ်ဘူးဒါအမတို့ပညာဆက်တာဟာကြောင်းလည်းညီမလေးမေးပြီအမမေးပြီဆိုတော့အဲ့ဒီဇလန်တွဲကိုသရုပ်ဆောင်တဲ့ခါမှာဟိုဘယ်အခန်းကိုအတွက်ဆွဲဆောင်မှုရှိဆုံးလဲအခန်းအပြည့်ကိုပြောကြရမလို့ပေါ့နော်နည်းနည်းပေါ့မမရစတင်ဒီ stand တွေပါတဲ့စင်းကိုကျွန်တော်တော်တော်လေးသဘောကျတယ်ပြီးတော့နောက်တစ်ခုဆိုလို့ရှိရင်အဲ့ဒါတော့ပြောလို့ရပါတယ်ကျွန်တော်အခန်းထဲမှာရေအများကြီးပြည့်သွားတဲ့အခန်းပဲဆိုအရင်သဘောကျအဲ့မျိုးဆိုရင်တော်တော်လေးသဘောကျတယ်ရေတကယ်ပြည့်သွားလားပြည့်ဟုတ်လားအရေဝင်လာတယ်ပေါ့ဝင်လာတယ်ပေါ့ရရတာပေါ့နော်ရေဆိုအဲ့ဒါကြီးကတော့ဝိုင်းကန်ရောဝိုင်းရေဝင်သေးလားရေမအပေါ်တက်နေတယ်6လမှနေ6လမှ6နေ
我超老了冇吧，我應該就အမတ်တရကအဲ့ကပြောရရင်တော့တော်တော်လေးကြာပြီးရိုက်ထားတာလည်းကြာပြီးပြီးတော့လူကြားထဲမှာလည်းဝိုင်းလို့ဒါဟို pressure တွေလည်းလုပ်ပေးလိုက်သေးရပေါ့နော်ဒါပေမဲ့ကြားထဲမှာမလို့အခြေအတိုင်းတာတစ်ခုကြာမလို့ပေါ့နော်မပြပြပဲနဲ့ခုမှပြန်ပြဖြစ်တာပေါ့နော်အဲ့တော့ရိုက်တုံးကကြတော့လွန်ခဲ့3နှစ်လောက်တော့ရှိမယ်ပေါ့နော်3နှစ်ကျော်3နှစ်လောက်တော့ရှိပြီကြာသွားပြီဆိုတော့ပေါ့နော်အဲ့တော့ကလည်းအကုန်လုံးဟို character တိုင်းကလည်းတော်တော်လေးကိုအကုန်လုံးအားရကြရဲပေါ့နော်အကုန်လုံးလည်း camp swim မိရယ်ပြီးတော့လို့အကုန်လုံးဆက်ဆက်နေတာပေါ့နော်ဟို6ထပ်လုံးကအကုန်လုံးဆက်ဆက်နေတာဆိုတော့အဲ့လိုဝိုင်းဆက်ဆိုလို့ရှိရင်ဝိုင်းနဲ့အမေနဲ့2ယောက်ပေါ့နော်အဲ့အချိန်တုန်းကကြတော့ဝိုင်းကအဲ့လိုစိတ်ကအရင် emotion ဖြစ်နေတဲ့အချိန်ဖြစ်တော့အဲ့ဇက်ကလက်ခံဖြစ်တာပေါ့နော်လက်ခံပြီးရိုက်ဖြစ်တာပြီးတော့အဲ့လိုတကယ်ရိုက်တဲ့အခါကျတော့လေအမေနဲ့ဝိုင်းနဲ့ဆင်းကပါအဲ့လိုအရင်အမေကအဲ့လိုပေါ့အဲ့ဒါပြောလို့ရပါတယ်အမေကအဲ့လိုလေဝိုင်းနဲ့အမေကမျက်မမြင်အမေပေါ့နော်အဲ့လို2ယောက်တည်းနေရအိမ်မှာအဲ့လိုမျိုးဆိုတော့အဲ့လိုပေါ့နော်ဟိုပြီးတော့အပြိုကြီးမစီစာကြောင်နဲ့ပြိုကြီးပေါ့နော်အဲ့လိုမျိုးဆိုတော့မလိုပဲပေါ့ရင်းနေတယ်မစီစာကြောင်နဲ့ပြိုကြီးဆိုရင်းနေပြောပါဦးရီယာချင်းတူတူပေါ့နော်ပြောပါအဲ့လိုမျိုးပါအဲ့တချို့ဟာလေးကအဲ့လိုမျိုးလေးနည်းနည်းဟို drama လေးပုံစံမျိုးလေးလည်းပါတယ်ပေါ့နော်ဝိုင်းတော့မှာဟုတ်ကဲ့ဝိုင်းကိုလေဒီဆွဲကွန်ရဲဆိုဘာပဲပြောဟောတာလိုမျိုးဖြစ်တဲ့အတွက်ကိုစိတ်ဝင်စားသွားတာအဲ့လိုကားရိုက်ရတာပို့ပြီးတော့စိတ်ဝင်စားဟုတ်တယ်အဲ့ဒါမှသိချင်တာလေနော်တိုက်ဆိုင်လည်းပို့ပြီးကန်ဆက်တယ်လို့ခံတာတရေနဲ့ပတ်သက်တဲ့ဟာတွေတော်တော်ကန်ဆက်တယ်တကယ်အဲ့ကားဝိုင်းဟိုဟာဗာလဲမေချိုမြိုက်ခင်အရင်ရိုက်တာတရေကပထမဆုံးဒီကားအရင်ပေါ့ဒီကားအရင်တရေကနဲ့ပတ်သက်ပြီးတော့ဝိုင်းရဲ့ပထမဆုံးအတွေ့အကြုံပေါ့နော်အဲ့လိုတချို့အဲ့လိုဟို6တဲ့ဟာတွေပါအဲ့လိုမျိုးနော် SF တွေကလည်းအများကြီးပါတာအဲ့လိုမျိုးကြီးဆိုတော့အဲ့ကြမှာမြင်ဘူးတွေ့ဘူးတာကွာအဲ့လိုအရန်တော့ပြောလို့မရဘူးဒါပေမဲ့အဲ့မှာအဲ့လိုမျိုးတွေပေါ့နော်ဖြစ်ပျက်တာတွေကတော့အများကြီးပဲအဲ့လိုလေးဟုတ်ပြကြီးတို့နှစ်ယောက်စလုံးရတယ်ဒီလားဘာလဲဆိုတော့ခုနစုမပြောသလိုပေါ့မြုပ်ကွက်လေးပါတဲ့အတွက်သူတို့ကိုယ်တိုင်လည်းအများကြီးပြောလို့ဒါပေမဲ့တို့နှစ်ယောက်ကပြောနေတယ်ဒါတော့ပြောလို့ရပါဘူးသူတို့ခွင့်ပြုနေတာတာတဲ့ရောဒါကပထမဆုံးလားအဲ့လိုမျိုးဒီတရေရတယ် horror လိုမျိုးပါလေအဲ့လိုမျိုးပြောလို့ရတာပေါ့အဲ့တော့အဲ့ horror ဟုတ်တယ်နော်ဟိုမေချိုကြတော့အရင်ကြည့်လိုက်ရတော့ဝိုင်းအောင်အဲ့လိုမျိုးတန်းပြီးတော့ဝိုင်းဒီဇက်ကားနဲ့လည်းဝိုင်းတော်တော်လေးဟို match ဖြစ်တယ်ဆိုပြီးတော့သဘောကျကြရဲဆိုတော့အဲ့လိုမျိုး horror ဆန်တဲ့အရာတွေတဘာဝလုံးဖြစ်ရက်ဒီလိုအကြောင်းအရာတွေကိုယ်တိုင်ရောကြုံဘူးလားပေါ့အဲ့လိုကတော့အဓိကဝိုင်းကိုရန်အပြင်မှာမကြောက်တတ်တာလည်းပါမယ်နဲ့တူတခါလေကြောက်လို့တချို့တရေ6တယ်ဆိုတဲ့အရာတွေကကိုကအဲ့လို6နေမှန်းတော့မသိရဲ့အဖြစ်ပြက်တွေရောရှိရအောင်ကိုလိုနဲ့ကိုတော့စလုံးလေးပင်းနေတရေ6နေရင်လည်းသူ့တတိတထားပြီးတော့ပြန်ကြောက်တာအဲ့လိုလေးရောရှိဒါပေမဲ့အဲ့လိုတချို့ကျတော့သူများက6နေရဲ့ဟာအဲ့လိုပြောရပါတော့ဒါပေမဲ့အဲ့လိုပေါ့အဲ့လိုကိုက6နေတယ်တကယ်6နေကိုလားမသိမဟုတ်တာခဏနေရော6နေကိုလားမသိဘူးဖြစ်ကုန်ပြီအဲ့လိုမျိုးပေါ့တတိမထားလိုက်တတိထားလိုက်အဲ့လိုပြန်ပြောစရာမရှိဘူးပေါ့ထူးထူးခြားခြားအရင်ထုံးခြားတာမျိုးအဲ့လိုမျိုးတော့မရှိဘူးဒါပေမဲ့အဲ့လိုအရင်တော့အဲ့လိုမျိုးအိမ်မက်တွေပါမျိုးပေါ့မတ်ဘူးပဲအဲ့ဒါလေးအဲ့ဒါပြောပါဦးဘယ်မှာမှတ်တာလဲဘယ်လိုမှတ်တာလဲမအိမ်မက်ထဲမှာတကယ်တော့အဲ့အိမ်မက်လို့ထင်တာကွာဒါပေမဲ့တကယ်တော့သိရမလားအိမ်မက်မို့တကယ်လို့ထင်တာဒါပေမဲ့အိမ်မက်ဖြစ်နေတာမျိုးကွာအဲ့လိုမျိုးအဲ့မျိုးရောရှိဘူးအရင်ဟိုလိုမျိုးကြီးတော့မရှိဘူးဘေးကနေလိုက်တော့နေတယ်လေးစိတ်ဝင်စားတယ်အေးလေသူကြားချင်တယ်မမကတော့မတလက်ရဆောင်ပိုသိချင်တယ်သူမသိဘူးဇကားတူရိုက်တာသူမသိလားဒီဘက်ကတော့အမျိုးသားကောင်မရှိရအိမ်မက်ပြီဆိုတော့အေးအဲ့နဲ့ပြောမမေ့ပါခဏနေအောင်နေလေးငါလည်းနော်ရေးချင်နေပြီဟိုတကယ်တော့အဲ့လိုမျိုးတက်ကြွအမတကားမဟုတ်ဘူးပြန်သိချင်တယ်အစားပိုင်းမှာဘာမှမကြုံဘူးပြောအိမ်မက်တော့အိမ်မက်တယ်လို့လဲပေါ့ဘယ်လိုမျိုးလဲအိမ်မက်ကကျတော့အဲ့လိုဝိုင်းတို့အဲ့ရိုက်ကူးရေးပဲပေါ့နော်ရိုက်ကူးရေးမှာပဲအဲ့လိုပဲအိမ်နေတန်လန်နေအဲ့လိုမျိုးပေါ့တကယ်တော့ဝိုင်းရိုက်ကူးရေးမှာအိတ်တာလားလူရင်းတော့အိမ်မက်ထဲမှာရိုက်ကူးရေးထဲမှာအိတ်ဟုတ်တယ်မဟုတ်တကယ်အဲ့ဒါရိုက်တာဝိုင်းပြောတော့ဝိုင်းဟုတ်ဒီမှာဝိုင်းစကားတွေ delay ဖြစ်နေတယ်အကုန်လုံးအရင်သိကြည့်နေမဟုတ်ဘူးခဏဖွင့်လိုက်သိကြည့်နေဆိုတာအဲ့လိုမျိုးလေရှူတင်ကဟိုနေမှာရိုက်တဲ့ခါကျတော့အဲ့ရှူတင်မှာတော့အိတ်နေတဲ့အချိန်ကိုပြောတာညအိတ်တဲ့အချိန်ကိုပြောတာရိုက်တာပြောတာမဟုတ်ဘူးညအိတ်တဲ့အချိန်မှာအဲ့တဲ့အချိန်အဲ့လိုမျိုးဝိုင်းတို့ရဲ့အဲ့လိုမျိုးအဲ့အိမ်မက်ရောအိမ်မက်တာအဓိကအိမ်မက်တာအိမ်မက်ထဲမှာအဲ့လိုကောင်းမလေးပေါ့နော်အဲ့လိုဘယ်လိုခေါ်မလဲအဲ့လိုပုံစံအဲ့လိုမျိုးပုံစံမဲကွာစိတ်ထဲမှာရင်တော့ထင်တာတရေဆိုတာအဲ့လိုမျိုးပါအရန်ကြီးတင်မလားအဲ့လိုပြင်ဆင်တာရုပ်ဆူဆူအဲ့လိုမျိုးကြီးမြင်ရမယ်လို့ထင်တာအဲ့လိုကြောက်စရာကြီးလို့ထင်တာတကယ်တော့အဲ့လိုကွာတကယ်ဘာမှမဟုတ်ကောင်းမလေးပဲကလေးလေးပုံစံမျိုးလေးကွာဒါပေမဲ့အဲ့ဟာဝိုင်းအဲ့လိုမျိုးအိမ်မက်ဆိုပြီးတော့ထားလိုက်ဘယ်သူမှလည်းမပြောပြဖြစ်ဘူးကွာအဲ့လိုမျိုးပဲပြီးတော့နောက်နေ့မနေ့ကျတော့ဝိုင်းအဲ့လိုရန်ကုန်ကိုပြန်လာတာပေါ့နော်ရန်ကုန်ပြန်လာပြီးတော့အဲ့ကိစ္စကိုဘယ်သူမှလည်းမပြောပြဘူးအဲ့လိုဒါပေမဲ့အဲ့ရှူတင်မှာကြံခဲ့ရဲပေါ့နော်နေမှာကြံခဲ့ရဲအဲ့လိုကလေးတွေပေါ့နော်ညီမလေး
မကြည့် သူ နဲ့ တို့အကုန်မကြည့်နဲ့ဘာလို့လဲ ဒီမှာကျန်တဲ့ညီမလေးက အဲ့လိုသူတို့တွေလည်းအကုန်လုံးอ่ะပေါ့နော်အဲ့လိုမျိုးအဲ့အိမ်မက်အဲ့ကောင်မလေးရုပ်ပဲအဲ့ပုံစံမျိုးသူတို့လူတိုင်းလည်းမချသူတို့လည်းအဲ့ဒါတယောက်နဲ့တယောက်နဲ့မပြောပြဖြစ်ဘူးမဟဲ့တိလားအဲ့ငါကတော့ဒီအိမ်မက်မပါရဲဒီလိုပုံစံလေးပါဆိုပြီးတော့မပြောပြဖြစ်ဘူးသူတို့ကလည်းအဲ့လိုမပြောပြဖြစ်ဘူးပါဒါပေမဲ့အဲ့လိုပြန်ပြီးတော့ဆက်ဆက်မိရဲ့စကားဆုံးမှအခါမှာပြောလိုက်တော့အဲ့ကောင်မလေးအဲ့လိုအင်ကြီးအဲ့လိုမျိုးလေးလက်ပြက်လေးနဲ့မလားအင်ကြီးဖြူလေးနဲ့မလားအကုန်လည်းတူနေရပုံစံတူနေဒါပေမဲ့အဲ့ဒါတကယ်မြင်တာမဟုတ်အိမ်မက်အဲ့လိုဝိုင်းလဲအိမ်မက်နေအိမ်နေအိမ်မက်ရင်လည်းပဲမြင်ဘူးလားသူတို့အကုန်လုံးကလည်းအိမ်နေအိမ်မက်ရင်လည်းပဲမြင်ဘူးဒါပေမဲ့ပုံစံအကုန်ကတူတူပဲကွာဒီလားအဲ့ပုံစံတကယ်တော့ဘယ်သူမှမပြောပြဖြစ်ဘူးကွာကိုလည်းကိုယ့်ဘာကိုစိတ်ထဲမှာပဲထားလိုက်တာကွာအဲ့လိုမျိုးအဲ့ဒါတော့ကြုံဘူးပဲလို့ပြောချင်တယ်ဘာလိုက်တာအဲ့ဒါလေးရှင်းပြရအောင် ဟုတ်အဲ့ဒါရှင်းပြအောင်လေးမနေဖြတ် ပြောသူ့တွေ့ကြုံမေးမှာသူရှိရရလား စိတ်ကြည့်လား ကျင်းတယ်ကျင်းတယ် သူသိကျင်ဆုံးအားလုံး ရင်းကြီးကြုံရတယ်မှာသိကြပါဦး ပြောမောင်လေးပြောဒီခါမောင်လေးနဲ့ရောက်သွားပြီ ကျွန်တော်မကြုံဘူးပါဘူး အဲ့ကျွန်းလာပြောကြုံဘူးရလို့ပြောရဲ မကြုံဘူးပါဘူးတကယ် တကယ်မကြုံဘူး ကြုံလို့ကြုံနေမှမသိရဖြစ်ကောင်းဖြစ်မယ်ကျွန်တော်တကယ်မကြုံဘူးအဲ့လိုမျိုးလည်းမမှတ်ဘူးကျွန်တော် မခုနကပြော ဖြစ်ဖြစ် ကောင်းတယ်ကောင်းတယ်လည်းပြောတာ တကယ်တကယ် မကြုံဘူး တော့ လား ကြုံဘူးမှာတကယ်ဟိုစိတ်ဝင်စားဖို့ခေါင်းတယ်အိမ်မက်ကိုနည်းနည်းရှင်းလေးနည်းနည်းထပ်ဆက်ကြည့်လိုက်သီလားကျွန်တော်ထပ်အိမ်ပြောပြအောင် ဒါပေမဲ့သူကတော့ထူးခြားတယောက်လည်းမတ်တော့ဘူး ပြောအမအဲ့ကတို့ရင်းနေလို့မှတကယ်တော့အရန်တန်ဖို့မြင့်နေဟာမှရင်ထဲမှာရန်ကန်စားရတိလားတို့ဝိုင်းနေလို့ ဒါပေမဲ့ဟုတ်ပါဘူး အဲ့ နှံ့ လို တယ် မျိုးလေအဲ့ဒါနည်းနည်းစင်တယ်နော် ဖြစ်တယ် မေတို့ တာခန့်စားကိုပြောလိုက်မယ် ခီးရတော့မဟုတ်ဘူးခုနပြောသလိုအိမ်မက်မက်နေရင်တကွာမပြောပြကြဘူးဆိုပေမဲ့လေဟိုအကြောင်းမတူနေအဲ့လိုမျိုးခီးတွေတူတူသွားနေနေမေတို့အကုန်လုံးကလေအဲ့လိုညကိုအာယုံတက်ပေါ့အဲ့လို3နာရီ4နာရီလောက်ကြီးမှလေအဲ့လိုခွေးဟောင်တန်နေနဲ့နိုးလာကြတာကွာအခွေးဥတန်နေနဲ့နိုးလာကြတာဆိုတော့အဲ့ချိန်ကွက်ကငါနိုးလာတယ်ငါဇောချွေပြန်ပြီးတော့အလိုလိုနေနဲ့တခုခုစိတ်မတက်မဲနဲ့ကြောက်တယ်ဆိုတဲ့ခံစားချက်ကိုရတယ်ဒါပေမဲ့အဲ့ဒါကိုတယောက်တည်းဖြစ်နေထင်တာခရီးကအတူတူအကုန်လုံးပြန်လာတော့မှဟုတ်တယ်အဲ့ဒီအချိန်မှာအကုန်လုံးကအဲ့အတန်နဲ့အကုန်လုံးနိုးလာကြတယ်ဆိုတာဖြစ်နေရကွာတိလားအဲ့လိုမျိုးပေါ့နော် အမနဲ့ဖြိုးမေဆိုရင်အဲ့ရှမ်းပြည်ဘက်ခီးတစ်ခေါက်သွားဘူးတော့အခန်းလည်းမတူဘူး तू ကဝီနဲ့အမကမမေသူနဲ့အဲ့မှာဖြစ်ချင်တော့ဘာမှမဟုတ်ပဲနဲ့3ညအိမ်မှာ2ညလုံးဝမျက်စိကြောင်တာတကယ်ကြီးအမပုံမှန်ဆိုခေါင်းနဲ့ခေါင်းထိရနဲ့အိပ်ပျော်တဲ့သူကလေအကြောင်းမရှိပဲကော်ဖီလဲညာအိတ်ခန့်နေမတောက်ပဲမျက်စိကြောင်အမရန်ထူးဆန်းနေပေါ့ဘာဖြစ်လို့လဲပေါ့ဖြိုးမေလည်းမျက်စိကြောင်တယ်အကြောင်းပြချက်မရှိဒါပေမဲ့စိတ်ထဲမှာအဲ့လိုမျိုးနည်းနည်းဟိုလိုမျိုးဘာမှလည်းမမြင်ရအောင်ဒါပေမဲ့စိတ်ကမလုံခြုံတဲ့ခံစားချက်တော့ဖြစ်တယ်ဆိုတော့ဒါတွေကကိုမြင်ရတဲ့အကြောင်းအရာတွေအများကြီးရှိတယ်ဟိုဘယ်လိုခေါ်မလဲတိတ်ပန်ကြီးကြတော့လက်တွေ့မပြနိုင်ပေမဲ့ဟိုတော်တော်များမတော်စာပေတွေမှာဆိုလို့ရှိရင်လေเนาะရှိတဲ့အကြောင်းအရာတွေဆိုတော့အဲ့တော့အခုလိုမျိုးဇလန်းတစ်ခုအနေနဲ့ပြန်ပြီးဖန်တီးတဲ့အခါမှာဆိုလို့ရှိရင်လေပရိသတ်တွေကကြည့်ရဲ့အခါမှာတကယ်ကိုလိုက်ခံစားနိုင်မှုစူးစမ်းတဲ့အပိုင်းတွေကလည်းအများကြီးရှိတယ်နောက်တစ်ခုကမောင်လေးတို့ညီမလေးတို့ကိုယ်တိုင်လည်းရိုက်နေရင်းနဲ့လေအဲ့ဒီ moment ကိုတကယ်စီးမျောသွားတဲ့အချိန်မှာလေအဲ့လိုခံစားမိတဲ့အချိန်တွေလည်းရှိမှာပဲအမတင်တာလေဘာလို့ဆိုဒီလိုမျိုး make up တရားအစเนาะ create လုပ်ထားတဲ့အပိုင်းတွေရှိတဲ့အခါမှာဟုတ်တယ်နော်အဲ့လိုမျိုးတွေရောကြုံခဲ့ရတာဂျိုင်းနေနေလေမျိုးတွေဝင်သွားပြီးတော့အဲ့လိုရှိ ရှိ တာ တာပေါ့အဲ့ဒါရောရှိတာပေါ့ အဲ့ဆိုပို့ပြီးတရုတ်ပါသွားလာတာကြောက်တာတွေပါလေ စုနေ ဟုတ်တယ်မူးဝင်သွားလားအေးပေါ့နော် ပိုကောင်းသွားတာပေါ့ကိုလောကပြူရဲ့ကို character ပေါ်မှာပေါ့ဟုတ်တယ်အဲ့ဆိုတော်တော်လေး memory recall ပြန်လုပ်လာအောင် ကိုကောင်းတယ် ပြန်လုပ်လာအောင်ပြန် recall အမတို့တရဲအိမ်နဲ့ဝင်သလိုပဲကွာဒီအိမ်နဲ့ဝင်6မယ်ဆိုတော့သိတယ်လေစိတ်ကိုလည်းကြိုတင်ပြင်ဆင်ထားရပဲဒါပေမဲ့ဝင်ပြီးတော့ဟိုသိရမှာဒီနေရာကြီးကမီးရမှောင်သွားတယ်နောက်ဘဲဆိုထွက်လာဆိုကြောက်တယ်ကွာအဲ့လိုမျိုးပဲဒီဇက်ကဒီဟာကိုရိုက်မယ်ဒီ dialogue ပြောရမယ်ဆိုတာသိတယ်ဆိုပေမဲ့ဒီလိုမျိုးတကယ်ရိုက်တဲ့ on set ပေါ်မှာမီးအလင်းမောင်တွေနဲ့ make up effect တွေနဲ့လှုပ်ထားပြီးလှုပ်တဲ့ခါမှာတော့စိတ်ကအဲ့လိုမျိုးဖြစ်မှာပေါ့နော်အကောင်တော့လည်းဒီရုပ်တွေကြီးပဲ ဘယ်လိုရုပ်လဲ ဘယ်လိုရုပ်လဲ အဲ့လိုရဲနေပြင်ထားတယ်ဆက်ဖိတ်ပြန်ထားတယ် ကြည့်ပြီးသေးတယ်လို့ အေး ပဲ ကြည့်ပြီးနေလို့ပဲတောက်တဲ့တော့ကြည့်တာ အားစိတ်ပါဒီနောက်ပိုင်းသာမကြည့်တော့တာအရင်တော့ဖေမေကအဲ့လိုတရေကတော့ horror တို့အကုန်ထွက်တယ်မြအကုန်ကြည့်တာအဲ့လိုမျိုးကောင်း ခုကြည့်ရမယ်နော်ကြည့်ရမယ် ဟိုကဒီနောက်ပိုင်းအဲ့လိုနှလုံးကနည်းနည်းအားနေ ကမလေးထိရှာလွယ်ရလို့ ထိရှာလွယ်တော့နည်းနည်းဂျင်းတုံတရား နှလုံးအားနေရနှလုံးသားနှ နှလုံးသားလေးအား လုံးသား နှလုံးသားလေးအားနေတယ် အဲ့တော့ဒီ Canal Plus မှာပြမယ်အစွဲကွန်ရဲ့ရုပ်တံဇာတ်လမ်းတွေကိုနှလုံးသားလေးအားနေနေတဲ့သူတွေရောကြည့်လို့ရနိုင်လားဒါမှမဟုတ်လို့ရှိရင်ဘယ်လိုပရိသတ်တွေကဒီလိုကားမျိုးပို့ပြီးတော့ကြိုက်မယ်လို့ထင်လဲကိုတာပရိသတ်တယောက်အနေနဲ့ဆိုရင်ပေါ့ cinematic ပုံစံတွေကိုသဘောကျတဲ့သူတွေတော်တော်များများလည်းသဘောကျမှတင်တယ်ရုပ်ရှင်နဲ့ပတ်သက်ပြီးရောဒီ industry ရဲ့လူတွေလည်းသဘောကျမယ်လို့ကျွန်တော်မြင်နေပါတော့။ horror ပရိသတ်တွေကတော့သူတို့ကြည့်နေကြပုံစံဆိုတော့သူတို့ကတော့ဒါအားပေးကြမှာပဲလေ။နှလုံးသားလေးအားနေတဲ့သူတွေလည်းကြည့်လို့ရတယ်နော်။ အားဖြည့်ပေးမဲ့သူတွေပါ ရှိရရှိရ။ကြည့်လို့ရတယ်တကယ်ကောင်းတယ်ကြာဆက်လက်အဲ့လို drama တွေပါတယ် အား6တာမပါဘူးလို့ပြောချင်တာ အဲ့လိုလည်းမဟုတ်ဘူး မင်း
ဘုန်းနေနိုင်ကြ တော့မနေဘူးကျွန်တော် suspense လိုမျိုးကားလို့အဲ့လိုမျိုးလည်း အဲ့လည်းပါတယ် အဲ့ဒါလည်းပါတယ်အဲ့ဒါလည်းပါတယ်ပါတယ် တော့အမရဲ့စဉ်းစားကြည့်လိုက်ဒီဟာဟိုတိုက်6လွာမှာဆိုဝိုင်းတို့တောင်မှာပဲတယောက်နဲ့တယောက်နဲ့အိမ်နဲ့အိမ်ရဲ့အဖြစ်တရားမတူဘူးလေကိုကတိုက်6လွာမှာမိသားစု6စုပဲစဉ်းစားကြည့်လိုက်မှာအဲ့လိုမျိုးဆိုဟိုကိုတလွာချင်းမှာကိုအတွင်းထဲမှာကိုဘာတွေဖြစ်မလဲရှိမယ်ပြီးတော့အဲ့ဒီဟာနဲ့တခြားတလွာနဲ့ပေါ့နော်အဲ့လိုဆက်မလားပေါ့နော် connect ရှိမယ်ဟာမျိုးတွေရှိတယ်ဆက်နွယ်ရည်လည်းရှိမယ်အဲ့တော့ပြီးတော့အထဲမှာဒါပါတော့အဲ့လိုဝိုင်းတို့ဆိုလို့ရှင်ဝိုင်းနဲ့အမေနဲ့ဆိုရင် drama တွေပါမယ်အဲ့လိုပဲတခြားဟိုညီမလေးတွေတခြားမောင်လေးတွေပေါ့နော်သူတို့ဆက်တွေမှာလည်းသူတို့အဲ့လိုဘယ်လိုဖြစ်မလဲဆိုတာတပိုင်းချင်းစီကိုပြမှာမှာအဲ့လိုမျိုးဆိုအကုန်လုံးအဲ့လိုမျိုးလေးဟိုဆက်နွယ်နေတာပေါ့ အရန်ကြည့်ကျင်သွားစိတ်ဝင်တာ ဟုတ်တယ်စိတ်ဝင်စားစရာကောင်းမှာတော့သိကြတယ်ဒါပေမဲ့ဟိုမတို့ကဘာလဲဆိုတော့ကိုယ်လည်းအခုဆိုလို့ရှိရင်အများကြီးမေးလို့လည်းမရတော့သူတို့စီကမေးလို့ရတဲ့လောက်တည်းပေါ့နော်မေးပြီးတော့ပုံဖော်နေရပေါ့နော်ပြီးတော့ဟိုဘာပဲပြောခုနပြောသလိုအများကြီးလည်းစူးစမ်းထားကြတယ်တေချာတယောက်ချင်းစီကဒီလိုမျိုး horror ကားရတာကလည်းတခြားကားတွေနဲ့မတူညီတဲ့စူးစမ်းရတဲ့အပိုင်းတွေအများကြီးရှိတယ်အဲ့ခါကျအေးပေါ့နော်အထူးသဖြင့်ညောင်းလေးပါအဲ့လိုစူးစမ်းရတဲ့အပိုင်းတွေရှိရနောက်ပြီးတော့ဟိုဘလို့ပဲ horror ဖြစ်နေပြီစီခုနညီမလေးမောင်လေးပြောသလို drama လေးလည်းပါမယ်မထင်ထားတဲ့လှည့်ကွက်လေးလည်းပါမှာဆိုတော့ကြည့်ရပရိသတ်တွေအနေနဲ့ကအမတို့ horror လို့ခြောက်ခြားတဲ့စိတ်ဝင်စားစရာကောင်းတဲ့ခံစားမှုအပြင်ဒီကားကိုကြည့်ရတဲ့အခါမှာဘလို့ခံစားမှုတွေရရှိမယ်လို့ကိုကပရိသတ်တယောက်အနေနဲ့ဆိုရင်တွေးမိမလဲရတာမျိုးစုံရမှာပါပြီးတော့ဒီဇလန်းရဲ့အသွားတွေကအစားဒီအပိုင်းတင်ပါတယ်ရန်စိတ်ဝင်စားကြအကောင်းတယ်ပေါ့နော်ပြီးတော့ကျွန်တော်အထင်ပေါ့နော်ကြည့်ရတဲ့ခါကျလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီအစွဲခွန်ရဲ့အားသာချက်ကဘာရှိလဲဆိုတော့ကျွန်တော် setting ဘိုင်းတအားကောင်းတယ်နောက်တစ်ခုကကျတော့ lighting တွေကလုံးဝကြစ်ကြစ်လေးလေးနဲ့ရန် fine တာ lighting အဲ့ဒါကြီးအစွဲခွန်ရဲ့လုံးဝအားသာချက်တွေပဲ quality တစ်ခုဖြစ်နေဟုတ်တယ်အဲ့လိုမျိုးပြီးတော့ driver ယူရတဲ့ frame တွေကတော်တော်ကြီး fine နေအဲ့ဒါကျွန်တော်တော်တော်သဘောကျတယ်မှာပါဒီအစွဲခွန်ရဲ့ဆိုရင်အဲ့လိုမျိုးအရန်ကြစ်ကြစ်လေးလေးနဲ့တအားကောင်းတယ်ဇက်ကောင်တိုင်းကအရန်စိတ်ဝင်စားစရာအကောင်းတယ်ဇက်ကောင်တိုင်းကလေ strong ဖြစ်တယ်အကုန်လုံးကအဲ့လိုမျိုးဇက်ကောင်တိုင်းကဇက်ကောင်လေးလည်းများတာပေါ့ လေဘယ်ခက်မှန်းကြည့်အများကြီးပဲဟိုအဲ့ကျွန်တော်တို့အလှော်ရည်ထဲမှာဒီယောက်ျားလေးတချင်းဆိုတဲ့ band တစ်ဖွဲ့ရှိတယ်အဲ့ဒါဆိုယောက်ျားလေး9ယောက်သူတို့အခန်းခန္ဓာဆိုလို့ရှိရင်လည်းအရန်ရေးပါတဲ့ခန္ဓာတစ်ခုမှာပါဝင်တယ်ပေါ့နော်ပြီးအဲ့ထဲမှာဆိုလည်းပြည်သက်တွေဘာပဲပြောစောင့်မျှော်နေတဲ့ character တွေလည်းရှိရဆိုတော့တကယ်လွှင့်တဲ့ခါကျလို့ရှိရင်လည်းသဘောကျကြမှာပါအဲ့ဇက်ကောင်လေးဟုတ်ကဲ့ပါတကယ်ကြည့်ချင်တာပြီနော်တကယ်ပုံမှန်တော့မှ horror ဆိုကြောက်တယ်ဒါပေမဲ့အခုတော်တော်ကြည့်ချင်တာ story ဘယ်နှခုလောက်အဲ့လိုမျိုးရှိနိုင်လဲအဲ့ဒီမှာဒီတိုင်းမဖြစ်ခင်တည်းကလည်းသူကလေဟိုအဲ့ဇက်အကြောင်းအရှိတစ်ခုရှိသေးအဲ့လိုမျိုးတွေသွားအဲ့လိုရှိသေးတာ prequel sequel လို့ပုံစံဟုတ်တယ်စိတ်ဝင်စားဖို့တော်တော်ဟုတ်တယ်ကဲအဲ့တော့အစွဲကွန်ရက်ဇလန်တွေဖြစ်ပါတယ် Canal Plus မှာပြသတော့မှာအဲ့ဒါလေးပရိသတ်တွေကိုကြည့်ရှုဖို့ဖိတ်ခေါ်ပေးပါအောင်ပါညီမဝိုင်းတို့ရဲ့ဒီအစွဲခွန်ရဲ့ဇလန်တွဲလေးရပါတော့မကြခင်မှာဒါ Canal Plus ဇလန် channel မှာပရိသတ်ကြီးကကြည့်ရှုရတော့မှာဖြစ်ပါတယ်ဟုတ်ပါတယ်ဟိုတနင်္လာနေ့ရက်တောက်ကြနေ့အထိပေါ့နော်ကျွန်တော်ည9:00နာရီတိုင်းမှာထုံးလင်းပြသပေးတော့မှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအဲ့တော့တ िश ူအားပေးပါမယ်စောင်းမွေးစစ်မဲ့သူလည်းရှိရဲဆိုတော့ကြီးမှဖြစ်မယ်ပေါ့နော်အဲ့တော့အခုလိုမျိုး Monday to Friday မှာလို့ပြောသလိုမျိုးည9:00နာရီတိုင်းမှာကြည့်လို့ရတယ်ဒါပေမဲ့တစ်ခါကြားလို့ရှိရင်ကိုကအလုပ်တွေရှုပ်ပြီးတော့အဲ့လိုတရက်တစ်ပိုင်းစောင့်မကြည့်နိုင်ဘူးဆိုလို့ရှိရင်ပရိသတ်တွေအနေနဲ့ကတနင်္လာနေ့တောက်ကြပြသခဲ့တဲ့အပိုင်း5ပိုင်းစလုံးကို Canal Plus application မှာအပတ်စဉ်စနေနေ့တိုင်းတစ်ခါရေးတင်ပေးသွားမှာဖြစ်ပါတယ်เนาะအဲ့တော့အဲ့လိုမျိုးကြည့်လဲရပါတယ်အဲ့တော့မအားတဲ့ရက်မအားတဲ့သူတွေအတွက်လည်းဒီလိုမျိုးเนาะစနေနေ့မှာကြည့်လို့ရဆိုတော့တော်တော်အဆင်ပြေတယ်เนาะဟုတ်တယ်အဲ့တော့အခုလိုမျိုးဒီ Canal Plus မှာဆိုလို့ရှိရင်မျိုးတို့ကိုပိုင်တီထွင်ဖန်တီးထားတဲ့တကယ်မြန်မာရုပ်သံဇလန်တွေကောင်းစားကြီးတွေပေါ့နော် Canal Plus ကတကယ်ဟိုဒါတကားဆိုတကား quality ရောနောက်ပြီးတော့ရိုက်ကူးတဲ့ပုံစံရော taste တွေရောအရင်မိုက်ပါတယ်ဆိုတော့ဒါတွေဇလန်တွေအပြင်ကိုအားကစားအစီအစဉ်ကောင်းတွေဖြစ်တဲ့ဒါ Premier League ဘောလုံးပွဲတွေနောက်ပြီးတော့ UFC တွေအပြင်မြန်မာယုံတင်ကားပေါ့နော်ယုံတင်ဇက်ကားတွေကြိုက်တဲ့သူတွေဆိုလို့ရှိရင်လည်းယုံတင်ကားအသစ်ဆက်ဆက်တွေဒီလိုအစီအစဉ်တွေအများကြီးကိုလည်းကြည့်လို့ရတယ်ဆိုတော့ Canal Plus ရဲ့ 2 share အစီအစဉ်ကောင်းတွေကိုကြည့်ရှုဖို့အတွက်ဆိုလို့ရှိရင်တော့ Canal Plus ဆက်ရဲ့ 2 share plus package မှာတက်တန်းလေးတိုးထားဖို့တော့လိုပါတယ်အဲ့တော့ကိုကြည့်ချင်တဲ့ဒါကိုကအားကစားဝါသနာရှင်ဆိုလို့ရှိရင်လည်းဒါဘောလုံးပွဲကြည့်လို့ရမယ်ရုပ်ရှင်ကားတွေဒါယုံတင်ကားတွေကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းကြည့်လို့ရမယ်ဇလန်တွေစောင့်ကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းကြည့်လို့ရမယ်ပေါ့နော်ဟုတ်ပါတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့စုံတို့အချိန်မရွေးနေရမရွေးပေါ့နော်ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ Canal Plus ရဲ့ Mobile Plus Package ကိုဒါဝယ်ထားလို့ရပါတယ်ဒီမှာအားပေးလို့ရပါတယ်ကိုယ့်ရဲ့ဖုန်းလေးနဲ့ဒီ TV မှာပြပြီးသားစီစဉ်ဒီ application မှာပြန်တင်ထားတဲ့ဟာတွေကိုကိုကပြန်ပြီးတော့ကြည့်လို့ရပါပေါ့နော်ပြီးတော့နောက်တစ်ခုကတော့ရုပ်သံအရေးသွေးကြည်လင်ပြတ်သားပြီးတော့အရန်အထူးကောင်းမွန်တဲ့ဒီ quality ကိုပဲကြည့်ချင်တယ်ဆိုလို့ရှိရင်တော့တရားဝင်အတိမတ်ပြုရုပ်သံလိုင်းဖြစ်တဲ့ Canal Plus တခုရနေပဲကြည့်ရှုဖို့အတွက်အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ရှင်ဟ
ဟုတ်ပါတယ်အဲ့တော့ဒီနေ့ပြည်သက်တွေမကြခင်ကြည့်ရှုရတော့မယ်အစွဲကွန်ရဲ့ရုပ်သံဇလန်တွေနဲ့ပတ်သက်ပြီးတော့မောင်လေးနဲ့ညီမလေးကအများကြီးဟောပါတော့ပြည့်ညက်ပြီးမိတွေကသူတို့အများကြီးထိပြောလို့ရပြီလားပြောသားပါတယ်အဲ့တော့သူတို့လည်းအကောင်းဆုံးစူးစမ်းခဲ့ပါတယ်2နှစ်လောက်ရှိပြီဆိုပေမဲ့အဲ့ဒါနဲ့စူးစမ်းထားတဲ့ quality တွေကိုပြည်သက်တွေကြည့်ရှုခံစားရမှာဖြစ်ပါတယ်အဲ့တော့အပေးပါမယ်အမတို့လည်းအမေသမီးကိုစူးစမ်းဖုံးကွယ်နေဖြစ်သွားလို့ကျေးဇူးများတင်ပါတယ်